Evident Gezi channel လေးပြန်လဲကြိုးဆိုပါဗျာနော်ကျွန်တော်ဒီ channel လေးကတော့ Evident Gezi ကတော့နော်စာပေလေးတွေဖတ်ပြပေးမယ်နော်ဒီဟာဟိုကျွန်တော်ဘွားအကြောင်းလေးပြောမယ်ကျွန်တော်လုပ်ခဲ့ရတဲ့အလုပ်အကြောင်းလေးတွေတွေးကြုံတွေအဲ့ဒါကြီးပြောမယ် channel တစ်ခုပေါ့နော်ကျွန်တော် Evident Gezi ကတော့ကျတော့ဟို Gezi channel ကတော့နော်သူ line နဲ့သူသွားနေပေါ့နော်သူကတော့လမ်းဖြောင်းတာပေါ့လမ်းဖြောင်းနေဆိုတော့သူကြီးတဲ့လူလေးနည်းနည်း100လောက်200လောက်တော့ရှိတာပေါ့ဗျာကျွန်တော်ဒီကတော့ Evident Gezi ကဟိုနည်းသေးတယ်ဗျနည်းသေးတယ်ဒါပေမဲ့မဟုတ်ပါဘူးသူရရချင်းကြည့်ပါနော်ကျွန်တော်တော့ကြည့်ပါလို့တော့မပြောလို့ပါကျွန်တော်ဒီမှာကျွန်တော်တို့ရတစ်ခါလေကြာမေ့နေရရှိရဗျာနော်မေ့နေဆိုတော့ညောဘွားကြီးမှာကျွန်တော်တို့ကမတည်တော့မဲ့လူတွေမနာတော့မဲ့လူတွေမဟုတ်တော့မဲ့လူတွေကြာနေတာတချို့ကြီးလုံနေကြိုက်နေတာတွေပြောတာပါအဲ့ဒါမျိုးရှိတဲ့ဟာကြောင့်ကျွန်တော်နော်ကိုယ့်အရွယ်ကိုမမေ့နဲ့ဆိုတဲ့ဟာဒီဖတ်ပြပေးပါဘောနော်ကိုယ့်အရွယ်ကိုမမေ့နဲ့ဆိုတာကျွန်တော်တို့ကလူဘဝမှာနော်မွေးဖွားလာပြီးရင်လည်းကျွန်တော်တည်ဆုံးခြင်းဒီမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းကြားထဲမှာကျွန်တော်တို့ကဟိုတယ်ပေါ့နော်ဒုက္ခတွေရောဒုက္ခတွေရောအများကြီးပေါ့နော်ပြဿနာပေါ်မှာဟိုတောင်းလျှောက်ထောင်ကျွန်တော်တို့ကကြော်ပြိုင်နေပဲနောက်ဆုံးကြတော့ကျွန်တော်ဦးနာတီဆိုတဲ့ဘေးကိုရောက်သွားမှာပေါ့နော်ကျတော့ဟိုရင်းချက်တင်တာရင်းချက်စဉ်းစားတွေးခေါ်တင်တာဒီလိုတွေပေါ့နော်အဲ့ဒါမျိုးရှိတဲ့အရာလေးကိုနော်တတိရအောင်လို့ကျွန်တော်ဖတ်ပြပေးတာပေါ့နော်ကျတော့ကိုယ့်ရွယ်ကိုမမေ့နဲ့တဲ့အသက်အရွယ်လေးတစ်ခုရလာပြီဆိုရင်တဦးတယောက်အတွက်အချိန်တိုင်းလွန်စွတ်တန်တနေရမယ့်အရွယ်မဟုတ်တော့ဘူးပြန်မရနိုင်တော့တဲ့အရာတွေတန်တရင်ဝန်းနေရမယ့်အရွယ်လည်းမဟုတ်တော့ဘူးတစုံတယောက်ကိုနာကြည့်ပြီးမုံတီးနေရမယ့်အရွယ်လည်းမဟုတ်တော့ဘူးအရွယ်လေးရလာတော့အတွေးဆဆနဲ့ရှစ်တာတွေမုံနာတွေဘေးဖယ်လိုက်တဲ့နေရမယ့်အရွယ်ဖြစ်နေပြီအစင်ပြေတာမပြေတာအပထားရင်ပတ်ကြီးနဲ့လိုက်မခံစားပဲဘဝကိုပေါ့ပါဖြတ်တန်းရမယ့်အရွယ်ဒီလူကကိုမချစ်ဘူးမခင်တွယ်ဘူးမဟုတ်လားထားခဲ့လိုက်တော့ဒီလူကကိုတန်ရောစင်မရှိဘူးလားသူ့အတွက်ကိုချိန်ကုန်ခံပါနဲ့တော့ကိုပေါ်မှာနားလည်မှုမပေးနိုင်တဲ့သူကိုချင်းစာမပေးနိုင်တဲ့လူမခင်တွယ်နိုင်တဲ့သူမကျင်နာနိုင်တဲ့သူသတိမရတဲ့သူသူ့အကြောင်းတွေမတွေးပါနဲ့တော့လွတ်ချထားခဲ့လိုက်ပါဘာလို့လဲသိလားအချိန်ကຫນွေတိတ်မရှိတော့ဘူးအရွယ်ရလာပြီကုသိုလ်တွေလုပ်ရအောင်မယ်ရေမြအဖက်မြနဲ့လကားနေရင်တခြားသူကိုတစ်ဖက်သက်လိုက်ပြီးအမုန်းပွားနေတဲ့အရွယ်မြန်ကြတာပဲအဖက်တင်မယ်အကုသိုလ်တွေဖြစ်မယ်ဒီတက်တီရအထိအတိသတိမရှိသေးဘူးဆိုရင်နောင်တရတရားတွေဖြစ်နေအောင်မှာပဲဘာလို့လဲဆိုတော့အသက်80ကျော်နေရင်တောင်မှရက်ပေါင်း3000မပြည့်တော့ဘူးရဲ့ဒါတောင်ကြမ်းမာနဲ့အသက်ချစ်နေရအောင်မှာဂရင်ပေါ်လဲနေရတဲ့သူတွေအများကြီးရှိတယ်ကိုချစ်တဲ့သူမုန်းတဲ့သူမလိုလားတဲ့သူမနာလိုတဲ့သူတွေသူ့တဘာဝနဲ့သူရှိနေကြတာပါအထီးကျန်တဲ့အခါမှာချစ်တဲ့သူတွေခင်တဲ့သူတွေပျောက်သွားရင်လိုက်မရှာပါနဲ့ဒီအရွယ်ကအရှစ်ပျောက်ကိုလိုက်ရှာရမယ့်အရွယ်မဟုတ်တော့ဘူးအထီးကျန်တိုင်းအဖို့မဲ့ရမယ့်အရွယ်လည်းမဟုတ်တော့ဘူးအရွယ်မကြောက်အောင်စိတ်ဓာတ်မကြောက်အောင်ပျော်ရွှင်မှုစိတ်ချမ်းသာမှုနဲ့ထိန်းရမယ့်အရွယ်ကုသိုလ်ကောင်းမှုတွေလုပ်ရင်ငြိမ်းချမ်းရမယ့်အရွယ်ဖြစ်နေပြီငယ်တုန်းကလိုငယ်ကုန်နဲ့ပြစ်စလက်ခတ်နေလို့မရတော့ဘူးလှပတရနဲ့ကြော့ချင်းဝှသားဆင်ရင်ပြီးအမြင်တင့်တဲ့အရွယ်ရောက်လာတဲ့အကြောင်းတရားတွေကိုမြင်စိတ်ကြိုးဆိုရမယ့်အရွယ်ခံစားချက်တွေကိုဘေးပဲပျော်တတ်အောင်နေရမယ့်အရွယ်ကိုပေါ်ရှစ်တော်ခင်တော်သူများနဲ့ဘဝကိုပျော်ခြင်းသောဖြတ်တန်းနိုင်မှာစိတ်ကြမ်းမာရမယ့်အရွယ်စိတ်ကြမ်းမာရေးကိုဂီးဆိုင်ရမယ့်အရွယ်ဖြတ်တန်းရတဲ့ဘဝကကြမ်းတမ်းတဲ့အထက်လောက်ကန်ရှာဖွေစားတောက်ရတဲ့အခက်အခဲအစင်မပြေရတဲ့ကြားတဲ့ကိုယ့်အပေါ်နှစ်သက်တဲ့သူတွေအကြောင်းရင်ပတ်ထဲတိမ့်ထားရင်ခေါင်းထဲပြန်ထည့်သွားလိရတက်ဆောင်သွားရမယ့်အရွယ်မဟုတ်တော့ဘူးအသက်တွေကြီးလာပြီမို့အချိန်တွေမဖြုံးနဲ့တော့ငိုဖို့တဲ့ရေဖို့ဖြစ်အောင်ကြိုးစားထားအချိန်တွေကငွေရွယ်သူတွေလို့မပူရှံတော့ဘူးတက်တန်းရကိုကအရင်သွားရတော့မှာမို့သူတစ်ပါးကိုရှစ်ဖို့တဲ့မိမိကိုမိမိရှစ်ပွဲရမယ့်အရွယ်လို့ပြောပြခြင်းပါတယ်ကို့အရွယ်ကရှေ့တို့တဖြည်းဖြည်း၍တွားနေစေ